ငါဒီနေ့မိုဒီမရှိလို့ဂျင်မသွားတော့ဘူးမိုဒီမရှိလို့စာမကြက်တော့ဘူးအဲ့လိုမျိုးစကားတွေကိုဘယ်နှခါပြန်ပြောပြီဒီဗီဒီယိုမှာကျွန်တော်က motivation နဲ့ discipline အကြောင်း motivation နဲ့ discipline ရဲ့ကွာခြားပုံပြောပြပေးပါမယ်ခင်ဗျာဆိုတော့ဒီအကြောင်းကိုပြောခင်မှာကျွန်တော်ရဲ့ channel လေးကို subscribe မလုပ်ရသေးရင်လုပ်ပေးထားပါအောင်ခင်ဗျာလူတစ်ယောက်က motivation ရှိုံနဲ့လုံလောက်လားတိုးတက်နိုင်လားလို့မေးရင်မလုံလောက်ပါဘူးမတိုးတက်နိုင်ပါဘူးခင်ဗျာဘာလို့လဲဆိုရင် motivation ကကျွန်တော်တို့ရဲ့စိတ်ခံစားချက်စိတ်အခြေအနေပေါ်မှာမူတည်နေလို့ပါဥပမာပြောပြမယ်ကိုကအလုံးမှာတော့ငါအိမ်ပြန်ရောက်လို့ရှိရင်ခဏလောက်နားပြီးတော့မိနစ်30လောက်ပြေးမယ်ပြေးတာကျန်းမာရေးအတွက်လည်းကောင်းတယ်ငါဝေလေးကြကျင်တယ်ပြီးရင်အိမ်ရောက်ရင်ဟိုဟင်းလေးချက်စားမယ်ဒီဟင်းလေးချက်စားမယ်အဲ့လိုမျိုးစိတ်တက်ကြွနဲ့တွေးပြီးတော့မှအိမ်လေးပြန်ရောက်ရောပင်ပန်းပြီးမလို့ဖြစ်တာမျိုးကြီးကြုံဘူးလား maybe အလုံးမှာ energy အကုန်တုံးခဲ့လို့လည်းဖြစ်မယ်ဗျာပြီးရင်စိတ်တက်ကြွနေတဲ့အချိန် moody ရှိနေတဲ့အချိန်ကြာဂျင်ုံတွားမယ်3-4ရက်လောက်တွားပြီးတွားရင် moody ကကျလာရောအဲ့မှာကိုလက်ကိုက်လို့ကိုလက်နာလို့ဆိုတဲ့အကြောင်းပြချက်တွေနဲ့မတွားဖြစ်တော့ဘူးကျွန်တော်ဆိုရင်လည်းအရင်တော့အဲ့လိုပဲငါမနေ့စောစောထမယ်စောစောထပြီးရင်စားကြမယ်ဆိုပြီး9နာရီထိုးအလန်းလေးပါရေကောက်ပေးနောက်နေ့အလန်းလေးထပြီးတော့အစိုးရှိပါသေးရဲ့ကွာဆိုပြီးပြန်ရတာမျိုးရှိဘူးလေဆိုတော့ motivation ကဘယ်လိုမျိုးလဲဆိုရင် moody ရှိရင်ဂျင်တွားမယ်မရှိရင်မတွားဘူး moody ရှိရင်စားကြမယ်မရှိရင်မကြက်ဘူးအဲ့လိုမျိုး motivation ကဘာနဲ့တူလဲဆိုရင်လျှက်စစ်မီးနဲ့တူတယ်မီးလိုင်ရင်အကုန်ဖွင့်လို့ရတယ်တိမ်လုံးလင်းပန်ကာပဲဖွင့်မလားပေါင်းအိုးပဲတင်မလားအကုန်လုပ်လို့ရတယ်မီးလဲပြတ်သွားပြီလဲဆိုတော့အကုန်ရက်ဘာမှလုပ်လို့မရတော့ discipline ကကြာအဲ့လိုမဟုတ်ဘူးဘယ်ပေါ်မှမမိုတီဘူး motivation မရှိရင်တောင်မှပဲဆက်သွားနေဦးမှာဆိုတော့စီကန်းရှိအောင်လာလုပ်ပါစီကန်းကနားလဲသွားပြီဆိုရင်ဂျင်တွားမယ်ဆိုရင်တွားမယ်အဲ့ရထမယ်ဆိုရင်ထမယ်ဘယ်ချိန်ကနေဘယ်ချိန်ထိစားကြက်မယ်ဆိုရင်ကြက်ကိုကြက်တယ်လှုပ်ချင်စိတ်ကိုမစောင့်တော့ဒါနဲ့ပတ်သက်ပြီးတော့ကျွန်တော်8တန်း9တန်း10တန်းကျောင်းသားဘွားတော်ကဝိုင်းနေပေါ်တာတွေကိုပြန်ပြီးတော့တတိယတွားတယ်အဲ့တော့မင်းတို့ဘယ်ချိန်ကနေဘယ်ချိန်ထိစားကြက်ရမယ်ဆိုရင်စိတ်ပါမပါကြက်ရတယ်ဘယ်နှနာရီထိုးရင်အိပ်ရမယ်ဆိုရင်အိတ်ချင်းမအိတ်ချင်းအိတ်ကိုအိပ်ရတယ်အဲ့ချိန်မှာကျောင်းသားတချို့ကမေဖဲနဲ့ဟီဟာလုံနေပြီဆိုရင်ဘော်ဒါအောက်ကလာပြီးတော့ခေါင်းခေါက်တာလို့ငေါက်တာလို့အဲ့ချိန်ရောက်မှစိတ်တွေအရန်တက်ကြွနေပြီးစာချက်ကျင်လို့လည်းမရဘူးအဲ့ချိန်ရောက်ရင်အိတ်ဒါစီးကမ်းပဲအတင်အပြာလဲကောင်းပြီးအဲ့လိုစီးကမ်းကြီးတယ်ဆိုတဲ့ဘော်ဒါတွေဝိုင်းနေရမှတကယ် somewhere result ထွက်တဲ့အခါကျအောင်ရခိုင်တော့ကောင်းကြတာဆိုတော့ motivation ကကျွန်တော်တို့ short term ရေတူအကျိုးကျေးဇူးကိုပဲပြီးတာ discipline ကကြတော့ရေရှည်အကျိုးကျေးဇူးကိုပြီးတယ်အဲ့တော့စီကန်းရှိအောင်လာလုပ်ပါစီကန်းဒီလူကြီးတန်ဖို့တဲ့စီကန်းရှိမှတိုးတက်မှာဖြစ်ပါတယ်ခင်ဗျာအဲ့တော့ကျွန်တော်အကြံပေးချင်တာကမိတ်ဆွေအနေနဲ့တခုခုကိုလုပ်တော့မယ်ဆိုရင် motivation နဲ့စပါ motivation ကကျွန်တော်တို့တခုခုကိုစလုပ်ဖို့အတွက်အားရည်နေပေးပါတယ်ခင်ဗျာပြီးရင် discipline တခုတည်ဆောက်ပြီးတော့ discipline အတိုင်းပဲဆက်သွားပါအဲစီကန်းကိုကိုယ့်ဘဝကိုယ့်ရဲ့ lifestyle ရဲ့တစ်စိတ်တစ်ပိုင်းဖြစ်အောင်လုပ်ပါလို့ပြောရင်းနဲ့ဒီဗီဒီယိုလေးကိုအဆုံးသတ်လိုက်ပါတယ်ခင်ဗျာဒီဗီဒီယိုကမိတ်ဆွေတို့အကျိုးရှိမယ်လို့မျှော်လင့်ပါတယ်ဒီဗီဒီယိုတကယ်ကြားဖို့လိုအပ်နေတဲ့သိဖို့လိုအပ်နေတဲ့ကိုယ့်ရဲ့အသိတွေရှိရင် share ပေးပါဦးခင်ဗျာကျွန်တော်ရဲ့ဗီဒီယိုလေးကို like လုပ်ပြီး channel ကိုလည်း subscribe လုပ်ခဲ့ပေးပါဦးအားလုံးကျေးဇူးတင်ပါတယ်နောက်ဗီဒီယိုလေးမှာပြန်လည်ဆုံတွေ့ကြတာပေါ့